မင်္ဂလာပါဒီတစ်ခါကျွန်တော်ပြောပြမှာကတော့ဂျီမွေးဖွင့်တဲ့အကြောင်းကိုအစားအဆုံးပြောပြမှာဖြစ်ပါတယ်ဂျီမွေးကိုဘယ်လိုဖွင့်ရလဲဆိုတာကိုကျွန်တော်အစားအဆုံးကနေပြီးတော့ပြောပြပေးသွားပါမယ်တိရတတ်တဲ့လူတွေကတော့ကြိုတော့ပေါ့နော်တိမတတ်တဲ့လူတွေအတွက်ပဲကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်တိရတတ်တဲ့လူတွေကတော့ကြိုတော့ကြပါဒါဆိုရင်အချိန်မရွှေ့နေတော့ဘူးတခါကိုပဲစားလိုက်ကြရအောင်အားလုံးအစားအဆုံးလိုက်ကြည့်ကြပါThis တိုးတဲ့တစ်ခေါက်နှိုက်လိုက်မယ်။နားလေးဆောင်ပြပါ။ပြီးရင်အောက်ကဟာလေးနှိုက်မယ်။အပေါ်ကဟာလေးကိုနှိုက်မယ်။အပေါ်ကျောင်းမှာကိုယ့်ရဲ့ပထမနာမည်ကိုထည့်မယ်။ကျွန်တော်ကထွန်းလိုက်ဆိုတော့အပေါ်မှာထွန်းလိုက်ထည့်မှာပေါ့နော်။ B U N ထွန်းပြီးရင်အောက်ကျောင်းကိုနှိုက်မယ်။အောက်မှာလိုက် H L A I N G လိုက်ပြီးရင်လည်းကိုနှိုက်မယ်ဒီနေရာမှာကိုယ့်ရဲ့မွေးနေ့မွေးလမွေးနေ့တို့ကိုထည့်မှာပေါ့နော်ကိုယ့်ရဲ့တက္ကရာထည့်တဲ့အခါမှာရှင်းနဲ့အထက်ကိုပဲထည့်ရမှာပေါ့နော်ရှင်းနဲ့အောက်ကိုထည့်ရင်မရပါဘူးကျွန်တော်ကတော့တရက်လို့ထည့်လိုက်မှာပေါ့နော်ဒီမှာတရက်လို့ထည့်မယ်ပြီးလာမှာကြတော့ဇန်နဝါရီလို့ပဲထည့်လိုက်မယ်အလွယ်လေးထည့်လိုက်မှာပေါ့နော်လွယ်လေးလေးပဲထည့်လိုက်တယ်နေ့မှာကြတော့တေကိုတေကိုသုံးလုံးဆိုပြီးတော့ထည့်လိုက်မှာပေါ့နော်ပြီးရင်ဒီမှာကြယောက်ျားမိန်းမခွဲရတာပေါ့နော်ယောက်ျားမိန်းမဆိုတော့ကျွန်တော်ကယောက်ျားဆိုတော့ယောက်ျားပဲရွေးလိုက်မှာပေါ့နော်အင်းနဲ့ကောနိုင်မှာပေါ့နော်ညမှာဂျီမေကိုအရင်ဒီဂျီမေတွေကိုထဲအပေါ်ကနေဂျီမေတွေကိုထဲမှာလားကိုဟာကိုရွေးမှာလားဆိုတော့ကျွန်တော်ကတော့ကိုဟာကိုပဲရွေးမှာပေါ့နော်အောက်ဆုံးကဟာကိုပဲနိုင်လိုက်မှာပေါ့နော်ညမှာကိုရဲ့ဂျီမေနာမည်တခုထည့်မှာပေါ့နော်ကျွန်တော်ကတော့ထူတော့မထည့်တော့ပါဘူးကျွန်တော်ကတော့ဒီကိုရဲ့နာမည်တိုက်ပဲထည့်လိုက်မှာပေါ့နော်ဂျီမေဒီAntoine H L A I N G ထွန်းလိုက်ပြီးရင်netကိုနှိပ်လိုက်မှာပေါ့နော်နဲ့လို့မရဘူးပေါ့နော်ဒီနာမည်ကအသုံးပြုထားတဲ့လူရှိတာပေါ့နော်အဲ့ဒါဆိုတော့ပြန်ပြီးတော့ထည့်ရမှာပေါ့နော်နောက်ဖန်လည်းအာကန်ဆိုပြီးထည့်လိုက်မှာပေါ့နော် A R A K A N အာကန်ဒီသူများတစ်ဒီချင်းရမရဘူးနော်ပြီးသူများနေထည့်ချင်တယ်ရပြီဒီခေါက်ရဒီနေရာမှာကိုယ် password တခုထားရမှာပေါ့နော်ကိုမတူတဲ့ password တခုထားရမှာပေါ့နော်လူမျိုးရဲ့မှတ်လို့မရတဲ့ဟာဒါပေမဲ့ကိုယ့်ဟာကိုယ်တော့မှတ်ထားရမှာပေါ့နော်အဲ password ကို password ကအရင်အရေးကြီးတယ်နော်မှတ်လို့သူများတွေလည်းမှတ်လို့မရအောင်ကိုယ်လည်းမမေ့အောင်လို့ထားရမှာပေါ့နော်ကျွန်တော်ကတော့ဒါလေးထည့်လိုက်မယ် password လေးထည့်မယ်သူများတွေမှတ်လို့မရအောင်ပေါ့နော်ပြီးရင်ကိုဟာကိုတော့မှတ်ထားရမှာဒါအရင်အရေးကြီးတယ်နော်ဒီတော့ကစောထည့်တဲ့အခါ A ကနေပြီးတော့ Z အထိပေါ့နော်အဲ့ဒါလေးပါရမယ်ပြီးရင်နံပါတ်လေးပါရမယ်နံပါတ်ကသူများကနေပြီးတော့ကိုပြီးရင်အခရာအဲ့လိုမျိုး၃မျိုးလုံးပါရမှာပေါ့နော်၃မျိုးလုံးပါရင်တော့ပို့ပြီးတော့သူများတွေမှတ်လို့မရဘူးပေါ့နော်အဲ့လိုမျိုးထည့်ရမှာပေါ့နော်ပြီးရင် net ကိုနှိပ်အားတော့
ပါစဝတ်ကိုတိတ်မလားမတိတ်လားမတိတ်လေရတယ်တိတ်ထားလိုက်လေရတာပေါ့နော်ဒီလိုမျိုးပေါ်လာရင်ညက်ကိုနှိပ်မှာပေါ့နော်အပူဆွတ်တင်မယ်ဒီအောက်ကအပြာလေးကိုနှိပ်မယ်သူခဏလေးစောင်းနော်သူအလုံးလုံးနေပါတယ်ဟိုအပူကအပြာစားလေးကိုဖွင့်ထားရလေရတယ်ပိတ်ထားရလေရတာပေါ့နော်ကျွန်တော်ကတော့ပိတ်လိုက်ပါတယ်ပြီးရင်အောက်ကအပြာလေးကိုနှိပ်တယ်ဆိုရင်ကျွန်တော်ရဲ့ဂျီမြေရကောက်တစ်ကောက်ရပါပြီပေါ့နော်လောက်ဆိုရင်အားလုံးလောက်တက်လိမ့်မယ်လို့ထင်ပါတယ်အားလုံးကျွန်တော်အကောက်ကိုနောက်လေးတင်ပြမှာဖြစ်လို့ like and follow လေးလုပ်ပေးကြပါလို့ပြောချင်ပါတယ်